အားလုံးပဲမင်္ဂလာပါတော်တော်ထပ်ပါဒီနေ့တော့ဘာအကြောင်းလေးပြပြနေလဲဆိုရင် empathy လို့ခေါ်တဲ့ကိုချင်းစာတရားဆိုတဲ့အကြောင်းလေးပြပြနေတယ်ပေါ့နော်ကျွန်တော်တော်များများပြောလေးရှိကြတယ်ကိုချင်းစာတရားရှိရမယ်ပေါ့နော် empathy ရှိရမယ်လူချင်းကိုချင်းစာရမယ်သူကိုချင်းစာတရားအောင်လုပ်ရမယ်ဒါတွေအများကြီးပြောကြတယ်ပေါ့နော်ဒါပေမဲ့ပြန်စဉ်းစားကြည့်ရင်ဒီကိုချင်းစာတရားလို့ခေါ်တဲ့ empathy လို့ခေါ်တဲ့ကိုချင်းစာတရားနည်းနည်းလေးတော့exaggerate ဖြစ်တာပေါ့နော်ပြောမယ်ဆိုတော့မြန်မာလိုပြောရင်တော့နည်းနည်းလေးအကဲပိုတဲ့စလုံးလိုပဲကျွန်တော်တို့မြင်တယ်။ဘာလို့လဲဆိုတော့လူတစ်ယောက်ရဲ့ဘဝတို့လူတစ်ယောက်ရဲ့ခံစားချက်ကိုနားလည်ပေးနိုင်ဖို့ကိုချင်းစာပေးနိုင်ဖို့ဆိုတာအဲ့လူလိုမျိုးဖြစ်ဖူးမှာပဲတည်တာ။ဥပမာခင်ဗျာသားသမီးတယောက်ကိုဆုံးရှုံးပူထားတဲ့မိဘတယောက်ရဲ့ခံစားချက်ကိုခင်ဗျာသားသမီးမရှိဘဲနဲ့ဘယ်လိုမှခင်ဗျာမဆုံးရှုံးဘူးနဲ့ဘယ်လိုမှခင်ဗျာတွားပြီးတော့ခံစားနိုင်မှာပေါ့အဲ့လိုများပြောကြတယ်empathy ဆိုလို့ရှိရင်ကိုချင်းစာပါတယ်မြို့ငါကိုချင်းစာပါတယ်ကွာပေါ့ဆိုတော့ကိုချင်းစာရဲ့ empathy ဆိုတာပါလဲဆိုတော့ putting on someone's shoes ပေါ့သူများဘက်နဲ့ကိုဝင်စီးကြည့်တာမျိုးပေါ့ဒါပေမဲ့ခင်ဗျာဘယ်တော့မှအဲ့ဒါဖြစ်လာမှာမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ဆိုတော့ကိုယ်တိုင်မကြုံရဘဲနဲ့ခင်ဗျာဘယ်လိုမှမသိနိုင်ဘူးကိုယ်တိုင်ကြုံခဲ့ဘူးတဲ့ experience တွေနဲ့ဒါလင်းဒီလူကိုကျွန်တော်တို့ကကိုချင်းစာပေးနေတာပေါ့နော်ကိုနဲ့ထပ်တူဖြစ်နိုင်တယ်အဲ့တော့ကိုနဲ့ထပ်တူဖြစ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်တယ်ပြီးရင်ကိုရှင်တန်လာရဲ့ပတ်ဝန်းကျင်နဲ့လည်းဘယ်လိုမှတော့မဖြစ်နိုင်ဘူးအဲ့အစားအဲ့တော့မင်းကကိုချင်းစာပါရဲ့ကွာငါသိပါတယ်လို့ပြောမယ်အစားမင်းဘယ်လိုတွေဖြစ်တန်းခဲ့ရလဲဆိုတာငါမမှန်းဆနိုင်ဘူးငါမသိဘူးဒါပေမဲ့ငယ်လိုများမင်းလိုအပ်ခဲ့သည်ရှိတော့ငါမင်းအတွက်ရှိနေမယ်ဆိုတဲ့စကားမျိုး I be there for you ပေါ့နော်အဲ့လိုစကားမျိုးပို့ပြီးတော့လက်တွေ့ကြတယ်လို့တော့မြင်တယ်ပေါ့နော်ဘာလို့ကိုချင်းစာတာဟာကိုဟာသူမဟုတ်ဘဲနဲ့ကိုချင်းမစာနိုင်ဘူးဒါပေမဲ့သူတကယ်လိုအပ်နေတဲ့အချိန်တကယ်လို့များကိုညီလိုအပ်ခဲ့ရင်ကိုရှိတယ်ကိုကူညီပေးပါမယ်ဆိုတော့မင်းတို့ငါရှိတယ်ဆိုတဲ့စကားကပို့ပြီးတော့အဆင်ပြေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ပို့ပြီးတော့လည်းလက်တွေ့ကြတော့မြင်တယ်အဲ့တော့ကိုချင်းစာပြီးတော့ကျွန်တော်တော့မပြောစေချင်တော့ဘူးငါမင်းကိုချင်းစာပါလေကွာငါမင်းတော်ခံစားမှာပဲမင်းငါကိုချင်းစားပါရဲ့ငါလည်းမင်းတို့ပါပဲလို့ပြောမယ်စားမင်းတို့ငါရှိတယ်ငါမင်းဘယ်လိုခံစားလဲဆိုတော့ငါကိုယ်တိုင်မဟုတ်တဲ့ကြောင့်မသိနိုင်ဘူးဒါပေမဲ့မင်းတခုလိုခဲ့ရင်ငါမင်းတို့ရှိတယ်ဆိုစကားလေးပြောအောင်အဲ့တော့ခုတွေကဒီနေ့စပြီးပြောလိုက်အောင်เนาะတခုကြုံလာခဲ့လို့ရှိရင်ကိုချင်းစားရဲဆိုတဲ့စားမင်းတို့ငါရှိတယ် I be there for you အခုညီတို့ငါစီလာခဲ့ပါဆိုတဲ့စကားလေးပြောအောင်เนาะဘယ်လိုတင်လဲ comment လေးကိုအမြင်လေးကိုလည်း comment မှာရေးပေးပါအောင်เนาะကျွန်တော်တို့မင်းတို့ငါရှိတယ်ခင်ဗျားတို့အတွက်ကျွန်တော်ရှိပါတယ်